မင်္ဂလာပါရှင်ဒီနေ့မှာတော့ဘန်ကောက်ရဲ့ Little Tokyo လို့တောင်ခေါ်ရလောက်တဲ့ဂျပန်လူမျိုးအများစုနေထိုင်ရာ Phrom Area Sukhumvit 39မှာရှိတဲ့ကွန်ဒိုလေးနဲ့မိတ်ဆက်ပေးမယ်နော်ကွန်ဒိုလေးကိုမရှင်းပြပေးခင်မှာ Phrom Area နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်လေးတစ်ခုပြပြပေးမယ်နော်Phrom Area ပေါ့နော်အထူးသဖြင့် Sukhumvit Swine 39 49 နဲ့ 24မှာတမိုင်းကျောင်းအနေထားရကိုလက်ရှိအနေထားရတော့ကထိုင်းတော်ဝင်မျိုးနဲ့မိသားစုဝင်တွေနဲ့ High Society မိသားစုကြီးတွေကအခြေချနေထိုင်ကြတဲ့နေရာအဖြစ်နာမည်ကြီးပါတယ်။ဒါကြောင့် Phrom Area မှာဆိုရင်မြေစရာအရန်ကောင်းပြီးတော့ real estate ပေါ့နော် investment လုပ်ရှင်တဲ့အလူတွေအတွက်လည်းအထူးသိညော်တဲ့နေရာဖြစ်ပါတယ်။ကဲကွန်ဒိုလေးကိုတာကြည့်ကြအောင်နော်။ကွန်ဒိုရဲ့နာမည်ကတော့ Quantara Maison လို့ခေါ်ပါတယ်ရှင်။ကွန်ဒိုက Loras ကွန်ဒိုမျိုးစားဖြစ်ပြီးတော့အခန်း unit အနေနဲ့296 unit ပဲရှိပါတယ်။အခန်းမျိုးစားအနေနဲ့ကတော့ studio room, 1 bedroom, 1 bedroom plus 2 bedroom ဆိုပြီးတော့မျိုးစားရှိပါတယ်ရှင်။အခုမြင်တွေ့နေရတဲ့အခန်းလေးကတော့ studio type ရွှေယူနီအခန်းလေးဖြစ်ပါတယ်။ဒီအခန်းကိုအိတ်ခန်းနဲ့အိတ်ခန်းကို open plan ပုံစံထားရှိထားပြီးတော့ minimalistic design ကိုကျင်းနေသက်တဲ့တကူရေးနေထိုင်တဲ့လူတွေအတွက်တော့အသိရောဆုံးအခန်းလေးဖြစ်ပါတယ်ရှင်။အခုပြသပေးမယ့်နောက်အခန်းလေးကတော့ 1 bedroom ရွှေယူနီအခန်းလေးပဲဖြစ်ပါတယ်ရှင်။ဒီခန်းလေးရဆိုရင်အိတ်ခန်းကိုတိကျအခန်းခွဲပေးထားပါတယ်။အခန်းကျယ်ဝန်းအနေနဲ့25 square meter ကနေ32 square meter ထိကျူကိုကျန်းတဲ့ရအကျယ်ဝန်းကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်ရှင်။ကွန်ဒိုရဲ့ facility အနေနဲ့ကတော့ gym, private kitchen, co-working space, swimming pool နဲ့အခြားအမျိုးအစား facility များစွာလည်းရှိပါသေးတယ်ရှင်။ဒီလိုဘန်ကောက်ရဲ့အချက်အချားတဲ့နေရာမှာ 2.6 million ဘတ်ဝန်းကျင်နဲ့ each နေဖို့စိတ်ဝင်စားတယ်ဆိုရင်ကျမတို့ရဲ့ Mudikaro House social media channel များမှာတစ်ဆင့်ဒါမှမဟုတ်ရင် line WhatsApp email Viber ကနေမှတစ်ဆင့်ဆက်သွယ်မြင်နိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်